ကျွန်တော်ဂျပန်မှာတယောက်တည်းဘလို့နေလဲ။ကျွန်တော်မနဲ့စားပြင်းတယ်။စားပေါင်းပေါင်းထောပတ်ထဲမှာ cheese ထည့်တယ်အဲ့ဒါပဲ။စားပြင်း coffee တောက်ဖို့ရည်နွေးတယ်။ရည်နွေးတဲ့ရင်တလက်စားရမျက်နှာတက်သွားတယ်အဲ့ဒါဆိုတစ်ပြရနေနီးကြက်တာနဲ့ကွက်တိ။စားပြင်းအလုပ်သွားအောင်မှာဆိုတော့ပြာကြီးပြာပဲ။စားပြီးတော့ chocolate ဖြိုတယ်။ပြီးတော့မနေ့ကကြံထားတဲ့ coffee ထည့်ဖြိုတယ်။ရောတယ်။အခါတက်လူတွေလို့ခံစားတော့ coffee ထည့်တယ်။ chocolate coffee တောက်ရင်စားအုပ်ဖက်တယ်။မနေ့ကမှစားအုပ်ဖက်ရင်လည်းပူပူနွေးနွေးတောက်ရတယ်ရတာတကူပဲ။ပေါင်မုံကတနေ့ကို16ချက်လောက်စားနေတာ။ချီစနေရတာတွေ့လို့အပေါ်ဘုံဖို့တတရဲနဲ့လှုပ်သွားတယ်။မှပဲလူလိုသူလိုအလုပ်လုပ်ရတော့အရင်အလုပ်ကပကံဆေးဆိုတော့လူရုပ်သူရုပ်တော့မပေါ့ဘူး။ဒါနဲ့တော့လို့ရပြီမဲ့တမင်တက်စပိန်နဲ့တော့တယ်။မနေ့ကင်းကိုခံစားခြင်းတဘာဝမြို့ပြလောကရှက်ဖြူဘောင်းမီအမဲလေတာဖနဲ့တတရဲပဲတော့တာ။ OQ cafe ဆိုတော့ဘယ်လိုပြောမလဲ high class cafe ဆိုတော့ဈေးတွေထောင်တက်နေပဲ coffee တစ်ခွက်ကို1000လောက်ဆိုတော့ဟာပြန်ရောက်တာနဲ့ coffee တောက်ပြီး coffee နဲ့ပင်လုပ်တယ်မင်းတဲ့ဝင်မင်းနေလို့ထမင်းခုမှထားတယ်ထမင်းညရရချက်ထားတာဆိုတော့မနေ့ကလှုပ်စရာမလိုဒီနေ့ကတော့မိတော့ coffee အပြင်းတောက်ပြီးချက်ချင်းအပေါ်တက်မှာတက်ပြေးလဲတယ်ပြင်က15မိနစ်ပဲရှိတယ်ကျောင်းဆက်သွားမှာဆိုတော့ဝတ်စားလဲလန်လန်ဆဆန်းဖြစ်အောင်မျက်နှာတက်တယ်။ကောင်းကဒီနေ့ကချောင်းမွေးဖြစ်ထားတာဒီနေ့က reset တည်ရမှာဆိုတော့ကောင်းလေချီချင်မတော့တယ်။တရှင်နားထောင်ပြီးမှလမ်းလျှောက်ချင်။ပြောက်သွားတဲ့ထင်တဲ့ဒီနှစ်ချက်လေးပြန်တွေ့တာတော်တော်လေးစိတ်ချမ်းသာတယ်ဗျ။ပြောတယ်ဒီမဲ့လေခဏသမင်းမကြက်တွေတော့ဒီမှာပဲလမ်းမှာပဲပေါင်မုံဝယ်စားလိုက်ရတယ်။နေ့လဲစား။ကျောင်းတော့ green tea အထုပ်ယူတော့ပြီးမှရေနွေးနဲ့ green tea နဲ့တောက်တယ်။ပေါင်မုံလေးစားရင်းနဲ့တရှင်နားထောင်ရင်းပဲအေးစေး။ပြန်တော့အေးစစ်စစ်ပဲလမ်းလျှောက်ပြန်လာတယ်။တရှင်လေးနားထောင်ရင်းလမ်းလေးလျှောက်ရင်းဟိုငေးဒီငေးနဲ့ပဲ။ရဲတယောက်တည်းကနေတဲ့ခြေနဲ့ဆရာပါပဲ။ဒါမဲ့ဆွဲတော့တော်ဆိုးရအောင်တခါရဲ6ရက်လိုက်စီပြန်တော့သမင်းလဲချက်ပြီးဆိုတော့ကတိဖိုက်လဲစားနေရတယ်။ယင်းဒီစားသမင်းနဲ့ချက်သားကြောအဲ့ဒါပဲဒီထုတ်တယ်ချက်သားကြောကကုန်သွားတယ်။အဲကြောင့်နောက်ထပ်ပြန်ဖောက်တယ်။သူကအချိန်ကြီးကြည့်ပြီးကြိုတင်စုဆောင်တတ်နေပြီ။ထုတ်ကလက်နဲ့ဖောက်မရတော့ဗဇက်နဲ့ဖောက်ဒီကိတတာမီမလင်းတာတတိထားမိလားသမင်းတက်ပိတ်ထားတာ။သူကဖွင့်လိုက်ပိတ်လိုက်နဲ့တခါတလေမှပဲဖွင့်တာကျွန်တော်ဒါတော့ကိုတရက်ပဲစားတာဆိုတော့ freezer နဲ့မလို့ရဲ့အဲကြောင့်ရေခဲတက်တာတခါဖွင့်ထားပြီးနေ့ရက်3ရက်လောက်ခန့်သုံးလို့ရနေ့လေဝယ်လာတဲ့ပုံမုံတော့မကုန်သေးတော့ဒီမှာအခုစားမယ်ပုံမုံချရင် cheese ကလည်းမပေါင်ဖြစ်ပဲ cheese ကအမျိုးစုံနေမိုဇဲလာတွေရိုး cheese ကိုဖုတ်ဖို့မလိုတဲ့ဟာကိုဒီတိုင်းစားလို့ရတဲ့ဟာကိုစုံနေရတယ်နေ့အိမ်ပြေရောက်ပြီးလူက energy မရှိတော့လို့ pain killer နားထောင်တယ်ကျွန်တော် laptop လေးနှလုံးခုန်နေလာနားထောင်တယ်ဇက်ကားကြီးကိုဇက်ကားရှာနေတာဘာတော့မဟုတ်လူပင်ကြည့်နေဇက်ကားရဲ့အများတော့ဘယ်ကနေကြည့်အောင်လဲမသိဘူးဖြစ်နေကြုံရကြပဲကြည့်တော့နောက်တစ်ပိုက်ပြန်စားတော့ချက်သားကြုံနဲ့သမင်းနဲ့ပြန်စားတယ်အကုန်လုံးရှုပ်ပေါ်နေအဲ့ဒါ sorry ပဲနောက်နေ့မှခန်းရှင်းမှာဆိုသမင်းစားပြီးပေါင်မုံစားတယ် cheese လေးနဲ့ပြီးရင် coffee လေးတောက်တယ်ဟာကောင်းတယ်ပဲတယောက်တည်းညတော့ရောက်တော့တချင်းသားထောင်ရင်သမင်းပြန်စားတယ်ပြီးတော့မှ chocolate လေးတောက်တယ်ဘာလို့လဲတော့မသိဘူးညဆိုရင်တချင်းကပူနာဆောင်လို့ကောင်းတယ်ဘာတချင်းနေညဆိုပူရတာရှိတယ်